OK，明白吧先？怎么大家làm điều先？OK，怎么我ဒီမှာဒီဝေးနဲ့မစ်ဆက်ပေးခဲ့တဲ့လူကတော့ဒီမှာဆရာဟိုပါပေါ့ဟိုဟာကျမရဲ့ဟိုဟာစီနီယာတော်ရည်ယူမှာပါရှင်ကျမကိုအခုဒီပါတော့တက်စီမိုနီပြောခွင့်ပေးခဲ့တဲ့ဆရာဥပ္ပပုံမင်းနဲ့ဆရာမထားဦးလို့လေကျမရင်ထဲကနေလိုက်နဲ့ကျေးဇူးတင်ခေါင်းရာကျူပါတယ်ရှင်ဟုတ်ကဲ့ကျမနာမည်ကမဆွေဆွေမြင့်ပါရှင်ကြားလားမသိဘူးရှင်ဟုတ်ကဲ့ကြားရရင်ပြောပြပါအောင်ရှင်ကြားတယ်ဟုတ်ငါဆွေကြားပါလေဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ကျမကဟိုလေကျမဘဝအကြောင်းလေးကိုတော့နည်းနည်းပြောချင်ပါတယ်ရှင်ကျမတို့ကအရင်တုန်းကမိသားစု9ယောက်ရှိတယ်ပေါ့ရှင်ကျမအဖွားရဲ့ကျမအတော်ရဲ့ကျမအမေရဲ့ကျမအမရဲ့ကျမမိသားစု9ယောက်ပါကျမလူနဲ့ကျမအဖွားကလည်းအသက်အရွယ်ကြီးရင်လာလို့ဆုံးသွားတယ်ကျမမမကလည်းအသက်46နှစ်မှာကျမကြီးမကောင်းပြီးဆုံးသွားတယ်နောက်ကြတော့ကျမအတော်ကလည်းလူဖြစ်တုံးဆိုတော့ဒီကားဘော်ကလေးကကြားရအောင်ကြားလားရှင်ဟယ်လိုကြားတယ်မမဆွေကြားတယ်ပြောမမဆွေကြားရတယ်ရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဆက်ပြောမယ်ရှင်နော်ပြောကျမတို့ကအဲ့လိုသိကြတယ်မကောင်းတဲ့အချိန်မှာကျမတို့ကဟိုပေါ့ရွှေဆိုင်လုပ်ငန်းလုပ်တယ်ပေါ့ရှင်နော်အဲ့ဒီရွှေဆိုင်လုပ်ငန်းကလည်းကျမအလုပ်ကနေနားပြီးတော့တော်ကြီးကိုကျမရေးပြုစုရတယ်အတော်ကြီးကလည်းဘယ်ရွယ်မှဖြစ်တော့လိမ့်ကြပြီး9နှစ်လောက်နေမှဆုံးသွားတာဆုံးသွားတဲ့ချိန်မှာတော်ကြီးက73နှစ်ရှိပြီပေါ့ရှင်ခုနောက်ပြေဆုံးကြတော့ကျမအမိနဲ့ကျမနဲ့2ယောက်တည်းပဲကြံခဲ့တော့တယ်ပေါ့နော်2ယောက်တည်းကြံခဲ့တဲ့အချိန်မှာကျမအမိကလည်းခုဆုံးသွားတာတော့ဒီနေ့ဧပြီလမှာတော့10နှစ်ပြည့်သွားတာပေါ့ရှင်အဲ့ဒီ10နှစ်ပြည့်သွားတဲ့အချိန်မှာကျမအမိကလည်းဘာဖြစ်တုံးဆိုတော့ဘုံနောက်ပြီးကြောပေါက်ပြီးတော့ဆုံးသွားတယ်ရှင်လိုကြားလားရှင်ဟယ်လိုကြားရတယ်မမဆွေကြားရတယ်ဆက်ပြောကြားရတယ်ဟုတ်ကဲ့အဲဒီကျမအမေကလည်းအဲ့လိုဒီနှစ်2026ခု16ရက်နေ့မှာကျမအမေက8လပြည့်သွားပြီပေါ့ရှင်နော်ကျမအမေတို့လည်းအဲဒီနေ့ကကျမတန်ဃာတော်တွေကိုမုန်းမိစွန်းကတ်လို့ရပေါ့ရှင်နော်အဲ့လိုလုပ်ပြီးကျမဒီလိုနဲ့ကျမအမေရှိတော့ကကျမကြီးကကျမဖောက်သွားတယ်ရှင်ဘာကျမကြီးဖြစ်တော့ဆိုတော့ကျမကနှလုံးဖုံနှုံနေတဲ့ယောဂဖြစ်တယ်ပြီးတော့ကြတော့ဒီတက်ကြွဆိုတဲ့ဟိုပါပေါ့ဟော်မုန်းအားနေတဲ့ယောဂလည်းဖြစ်တယ်ပြီးတော့ကြတော့ဒီမှာလေဖြန်းထားတယ်ပေါ့နော်အဲ့ဒီလေဖြန်းထားတာယောဂတွေဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတရက်ပေါ့ကျမလူခေါ်မလို့ကျမတို့ရဲ့ဟိုပါပေါ့ကိုယ်ွယ်ရတဲ့ကြီးတော်ဆရာတော်ဘုရားကြီးကနေပြီးတော့ကျမအမြဲတမ်းစွန့်ကြိုက်ပို့ရတယ်လေစွန့်ကြိုက်ပို့တော့ဆရာတော်ဘုရားစီမြင့်ညီဒီနေ့စွန့်ကြိုက်မပို့နဲ့ကျောင်းမှာစွန့်ကတ်ရှိတယ်ပေါ့ကျမကလည်းဘလူးဖြစ်သွားတော့ဆိုတော့ကျောင်းသားလေးလိုဖြစ်သွားတာပေါ့ရှင်ဒီနေ့တည်းစွန့်ကြိုက်ကနားရမယ်ဆိုပြောပြီးတော့ဒီနေ့တို့တော့အိမ်မှာမချက်နဲ့ဟေးငါတို့ဝစားကြမယ်ပေါ့ဆိုနေရင်းနဲ့ဘလူးနဲ့3ယောက်ကျမကမရှိတော့လေဒီမလေး1ယောက်နဲ့နေရတာဒီမလေး1ယောက်ခေါ်ထားတယ်ပေါ့သူနဲ့နေနေအဲ့ဒီနေရာကြတော့ဘလူးဖြစ်သွားတော့ဆိုတော့သူကလည်းနေ့လေ10နာရီလောက်ကြတော့သူ့မိစီယာဖုံးလာတော့တော်ကြီးတဲ့မေးလာတယ်တဲ့ရွာကနေတယ်ကျမသွားလိုက်အောင်မဲတဲ့ဆိုထွက်သွားရောကျမအိမ်မှာနေတဲ့ဒီဆိုင်ကကျမအိမ်မှာဆိုင်ကလေး3ငါးဖွင့်ထားတယ်ပေါ့ငှားထားတယ်ပေါ့အဲ့ဒီဆိုင်ကလေးမလေးရတယ်ဒီရဲတဲ့ကျမတဲ့ခေါင်းလျှော်သွားအောင်မဲတဲ့ဆိုတော့ကျမတယောက်တည်းကြံခဲ့တယ်အိမ်မှာကျမတယောက်တည်းကြံခဲ့တဲ့အချိန်မှာဘလို့အတွေးဖြစ်လာတော့ဆိုတော့ကျမအခုတောင်မှကျမကြီးကမကောင်းဘူးပေါ့နော်ဒီအများဆူသွားရင်အေးရဖြတ်ကများဖြစ်သွားရင်ပေါ့ကြောက်စရာကြီးပေါ့ကျမတွေ့ပြီးကြီးတဲ့ကောင်းအောင်ကျမကြီးကောင်းအောင်ဘလို့နေရမလဲဆိုပြီးကျမစဉ်းစားနေခဲ့တာဒီ26ခုတလပိုင်းလောက်ကပေါ့အဲ့လိုစဉ်းစားနေတဲ့အချိန်မှာပဲကျမရဲ့ဒီမတို့ဒီတော့ဘုံဒီမှာနေတိုင်းစွန့်ကြိုက်ပို့နေတော့ဒီတိုင်းစွန့်ကြလာနေတဲ့ဦးစင်းလေးကမှကျွန်တော်ကတော့ယူမဟုတ်ဘူးမြင်လည်းမမြင်ဘူးရှင်တီလည်းမတီကျွမ်းခဲ့ဘူး
အဲ့ဒီဦးစင်းလေးကလိုင်းတဲ့သူကလေတဲ့အယုံကျော်ညက်လို့တဲ့ဒကမာကြီးရဲ့တဲ့ဒါတဲ့သွားနှိမ်မလို့တဲ့ဒကမာကြီးကလေတဲ့ဒီပြန်ထားတာဆိုတော့တဲ့ဒီမလည်းဟုတ်တယ်ရှင်အဲ့ဒီတော့ကဒီမမျက်နှာတစ်ချမ်းကမျက်စိကလည်းဖွင့်မရဘူးအသားတွေကလည်းဆက်တုံးနေတာနှာခမ်းတွေရောတုံနေစကားပြောလို့တောင်းမကောင်းဘူးအဲ့တော့ဦးစင်းကအဲ့လိုပြောအဲ့ဒါဆိုဦးစင်းရဲ့လို့တပည့်တော်လည်းလိုက်ကြည့်မယ်လေလို့ဆိုတော့အဲ့ဒီလိုက်ကြည့်တဲ့အချိန်မှာအဲ့ဒီဆရာမအဲ့ဒီဓမ္မတို့ရဲ့စီနီယာကြီးတော်ရေးယူမော်ကသူ့ရဲ့တာယဟန်ပေါ့ရှင်အဲ့ဒီဦးစင်းလေးကတာယဟန်မေတော်ကြီးရဲ့တဲ့ဒီကမာကြီးကိုတဲ့ဒကမာကြီးကိုကျမ်းမာအောင်ချမ်းသာအောင်တဲ့လုပ်ပြီးစားမှာတဲ့ပြောရင်အဲ့လိုပြောတဲ့အချိန်မှာကျမလည်းကျမ်းမာအောင်ဆိုတော့ကျမကျမ်းမာကြီးအရေးကြီးတယ်လို့ငကိုတွေကတွေးထားလိုက်တော့ကဲအဲ့ဒါဆိုရင်ဟုတ်ကဲ့ပါဦးစင်းရဲ့ဆိုအဲ့ဒါကဘိုးကြီးကမဆွေတဲ့နေ့လေကြာအားလားတဲ့ဟုတ်ကဲ့လို့ကျမနေ့လေပိုင်းနေ့ပိုင်းချက်ပြုတ်ပြီးနေ့လေပိုင်းတော့အားပါတယ်ရှင်ဆိုအဲ့ဒီနေ့ကျမမဆွေတဲ့လာလိုက်ခဲ့ဆိုလာခေါ်လို့ကျမလိုက်သွားခဲ့တာကျမအဲ့ဒီမှာဘယ်သွားတယ်ဆိုလဲကျမမမေးဘူးရှင်ဘာဆိုတာလဲကျမမသိဘူးရှင်လိုက်သွားခဲ့တယ်ဘယ်ရောက်သွားတုန်းဆိုတော့ကျမတို့ကောင်းကျော်89လမ်းကောင်းကျော်မှာပေါ့ရှင်TV meeting ဆိုတာလေကျမအဲ့ကျမကြာဘူးတာရှင်ကျမအစဘာမှမသိခဲ့တို့ကြီးဟိုအဲ့မှာဒါ TV meeting ခေါ်သွားတဲ့ခါမှာကျမဘာကိုရှိပြီးနားထောင်လဲဆိုဒီ stand ဆဲအကြောင်းကြီးပြောတယ်ရှင်ဒီတက်စာအကြောင်းကြီးကျမကြီးကိုကာကွယ်တဲ့အကြောင်းကြီးပြောတဲ့ခါမှာကျမနားထောင်ပြီးတော့စိတ်တရားဟောဒါကျမကြီးအကြောင်းကြီးပြောတာပဲကျမစိတ်ဝင်စားသွားတာရှင်အဲ့ဒါနဲ့လူကောမှုဆိုနောက်တည့်ရောက်တော့မတ်ဆွေတဲ့လိုက်မှလာလိုက်မယ်ရှင်လို့အဲ့ဒါနဲ့ကျမဘယ်ရောက်တုံးဆိုတော့ကျမတို့ဟိုက55လမ်းပါတော့အောင်မြင်ချင်းဟိုတယ်မှာကျမတစ်ချိန်ဒီစတန်ဆဲအကြောင်းတွေကိုနားထောင်လိုက်ရအဲ့တစီမိုစီပြောတာဒီ OPP ပြောတာဒီကျမနားထောင်ရင်းနဲ့ကျမစိတ်ထဲမှာစိတ်ကိုတောက်ချင်စိတ်တွေအဲ့ဒီကလေးကစဖြစ်လာကျမကျမကြီးအတွက်အဓိကကျမကြီးအိယာဖြတ်ကမရအောင်ဆိုပြီးတော့ကျမသွားနိုင်လာနိုင်ကိုဟာလေးကိုသမင်းခုကစားနိုင်အောင်ရေထတောင်းနိုင်အောင်ဆိုတဲ့စိတ်ကလေးနဲ့အဲ့ကျမကြီးကိုကျမနားထောင်ခဲ့တောင်းရကြတော့ဒီမောကကျမမတ်စီပြင်းနေသွားမယ်တဲ့ဟုတ်ကဲ့ရှင်လို့အိုက်ခဲ့မယ်ဆိုအဲ့ဒီမှာကျမဆရာဦးပူမင်းနဲ့ဆရာမတော်ထားတို့နဲ့ပထမဦးဆုံးစီစတွေ့ခဲ့တာပါရှင်ဆရာကဒီကျမကြီးအကြောင်းကြီးပြောပြတယ်အဲ့ဒီမှာကျမနားထောင်ရင်းနဲ့ကျမစိတ်ထဲမှာမျိုးတွေးနေတာကျမကြီးကတော့ကျမကြီးကောင်းမှဖြစ်မှာကျမမို့ဆိုရင်တယောက်တည်းနေရတဲ့အချိန်ဆိုရင်ပေါ့ဆိုကျမအဲ့လိုတွေးရင်းနဲ့ဆရာကျမဒီစေးတောက်ချင်ပါတယ်ဆိုပြီးတော့ပြောပြီးအဲ့ဒီမှာကျမအကောင့်ထဲစဖော်လိုက်တာပါရှင်အဲ့ဒီချိန်မှာအကောင့်ထဲဆရာရတယ်ဆိုကျမအဲ့ဒီကစမ်းတောင်းမပါသွားပါဘူးရှင်ဆရာစီဘူး9ဘူးပေးလိုက်တယ်စီဘူး9ဘူးပေးလိုက်တော့အဲ့ဒီစီဘူး9ဘူးယူပြန်လာပြီးတော့ညကျမဒီမော်ကြီးကျမဒီစေးဘလူတောက်ရမယ်ပေါ့မမစီတရားကိုရင်လူလိုက်တယ်ရင်လူပြီးတော့မမစီတောက်ပေါ်တယ်ဆိုတော့ကျမအဲ့ဒီမှာညမှာဖျားမှာစီးဝါကတ်လူတယ်ပေါ့ရှင်စီးလူရပေါ့စီးလူပြီးမှကျမအဲ့ဒီမှာနှလုံးစတိုက်တယ်ရှင်ပတရားကိုနှလုံးစတောက်တဲ့အချိန်မှာညတော့ကျမတော့စဉ်းစားတာပေါ့စီးရတော့စတောက်ပြီးစီးရတော့ဘလို့အာနိတင်ပြမလဲတော့မသိဘူးပေါ့ဆိုကျမစဉ်းစားရင်းနဲ့လူဖြစ်တော့ကျမအိပ်ပျော်သွားပြီးတဲ့အခါမှာစီးဒီနှလုံးလေးတောက်တာနဲ့ကိုကမနဲ့နင်းတော့ကြီးလင်းဖြစ်လာဒီလိုထိုင်လို့ကောင်းတာကျမစီးရတော့ဟုတ်ပြီပေါ့ဆိုကျမအဲ့လိုနဲ့နှလုံးနှစ်ကြိမ်တောက်လိုက်တာနှစ်ဘူးကုံသွားတယ်နှစ်ဘူးကုံသွားတဲ့အချိန်မှာကျမမှာဘာတွေဖြစ်လာတယ်ဆိုတော့ကျမဒီဘာတွေတုံတာတွေပါဇက်တီတုံတာတွေကနည်းနည်းတက်တာလာတိနာလာအခုဆိုကျမ3ဘူး4ဘူးကုံသွားပြီပေါ့ရှင်နော်ခု3ဘူးကိုကျမဘယ်လိုတောက်လာဆိုတော့နောက်ခုတောက်တဲ့အချိန်မှာ3လုံးတောက်လိုက်တော့3လုံးတောက်လိုက်တဲ့အချိန်မှာကျမတိတာလေးတုတ်တက်လာကျမရဲ့အသားရည်တွေလည်းစိုးပြေးလာတယ်တွေ့ကြဒီခုကျမတုံနာတွေခုမျက်လုံးလေးမှေးနေတာတော့မျက်လုံးလေးပြန်ပွင့်လာသားတုံနာတွေလည်းတက်တာတော့စကားလည်းပြောလို့ဆိုလို့ကောင်းသွားတယ်ကျမရဲ့ရင်တုံးကဖြစ်ခဲ့တဲ့နှလုံးခုန်နေတာကကျမရင်တော့ဆက်ဖြစ်တုံးကဆိုနှလုံးခုန်က90ပဲရှိတယ်50ပဲရှိတော့ကျမဘာလို့မနေ့ပိုင်းလေးနည်းနည်းပါးလေးလုပ်ပြီးဆိုကျမမောပြီးအိတ်နေရတာအခုကြတော့ဒီစေးတောက်ပြီးတဲ့အချိန်မှာခမတို့လိုလေးမောတာပန်းတာရှိတော့
နှလုံးခုန်လုံးနေလည်းမြင့်ကျမမနေ့လေးရင်အဲ့လိုလေးပေါ့စေးတောက်ပြီးစေးမတောက်ခင်ရင်တော့ဖြစ်လေကျမလက်ကလေးကိုသွေးဆန်းပြီးတော့နာရီလက်တန်လေးကြည့်15စက္ကန့်လက်တန်လေးသွားတာဟို15မိနစ်ဆိုစက္ကန့်လက်တန်လေးသွားတာဘယ်နှခေါက်တုံးဆိုရှိတာအဲ့ကျမရတဲ့အချိန်မှာကျမက15ဆိုရင်သူက1 2 3 4 5ဆို15ထိရောက်တယ်ဆိုရင်ကျမလက်တန်လေးကပြည့်သွားတယ်ဆိုကြည့်လိုက်တယ်15ဆိုရင်အဲ့15ကိုလေးနဲ့မြောက်ရင်60ပေါ့နှလုံးခုန်လုံး60ရတယ်ပေါ့ရှင်ကျောက်စုံတက်တပြေးပြေးနဲ့တက်လာတာအခုဆိုရင်ကျမ16လောက်ထိရလိုက်နှလုံးခုန်လုံး16လောက်ဆိုကျမဟို16ဆိုကလေး28 90နဲ့မှ8တို့92တို့အဲ့လိုကြီးရောက်လာချိန်မှာကျမတမိုင်တော်တော်ကောင်းလို့ပြောရတာပေါ့ရှင်နှလုံးခုန်လုံးကြီးတော်တော်ကောင်းလာတယ်နေရထိုင်ရတာလည်းအခုတော်တော်လေးပေါ်ပါတယ်ကျမဒီလိုပေါ်ပါတယ်ဆိုရင်ဒီနေ့မှာကျမအခုဆရာတို့ဒီမှာစိစားပြီးတော့ဒီစင်းသွင်းပြီးတော့စိစားတောက်တာကခု2လပိုင်း18ရက်နေ့ပေါ့ရှင်2လပိုင်း18ရက်နေ့ကတောက်လာတယ်အခုကျမအခုဘယ်လောက်ရှိပြီလို့ဆိုတော့2လပိုင်း18ဆိုတော့အခု2လ3လ4လပိုင်း18ဆိုတော့2လပြည့်ခဲ့ပြီပေါ့ရှင်2လပြည့်တဲ့အချိန်မှာကျမတိတိတတာကောင်းမွန်တိုးတက်လာတယ်အဲ့ဒီအချိန်မှာဟိုမှာဘန်ကောက်သွားမယ်ဆိုတော့ဆရာမတော်ထားဦးလို့နဲ့ဆောင်မှုနဲ့ဆရာမတို့ရဲ့ဟိုဟာစီနီယာတော်ကြီးတို့နဲ့မမတ်စီလိုက်ခဲ့ဆိုကျွန်မဘန်ကောက်လိုက်ဘန်ကောက်မှာလည်းကျွန်မဘာတော့ဆိုတော့ဝါစတာစုယူရတယ်ဝါစတာစုယူရတဲ့အချိန်မှာကျွန်မရင်ထဲမှာတယ်ကောင်းမှလူဘောမခံစားဘူးတဲ့ခံစားမှုခံစားရတာပြည့်တယ်ဝင်စားတယ်ဝင်နေတယ်အဲ့လိုစိတ်ကြီးဖြစ်မှုတာပေါ့နော်ဒီဆရာမတို့ရဲ့ရွေးထွေးမှုတွေခံစားရတာပေါ့လေကျွန်မဘောဒါကဘလို့ကောင်းလို့ဆိုတော့ကျွန်မရဲ့ပထမဦးစိမ်းအချိန်ပေါ့နော်ပျော်ရွှင်မှုဝမ်းသာမှုတွေရခဲ့တာပေါ့နော်ကျမရင်းလဲကောင်းလာတယ်ဒီလိုခရီးတွေသွားပြီးတော့ဒီလိုစုရတယ်တကားမှမလုပ်ဘူးတဲ့အလုပ်တွေလုပ်ရတယ်လေကျမကိုလည်းဂုဏ်ယူတယ်လို့လည်းအောက်မိပါတယ်ရှင်ဟုတ်ကဲ့အခုလည်းကျမကနေရှာခီးစမှာလိုက်ဖို့အစီအစဉ်ပါတယ်အစီအစဉ်ရှိပါတယ်ကျမဒီလေ့ကျင့်မှုတွေသင်ယူမှုတွေလုပ်ရင်းနဲ့ဘဝကိုရှေ့ဆက်ပြီးတော့တိုးတက်အောင်လုပ်ရမယ်လို့လည်းကျမခံစားမိပါတယ်ကျမအခုဒီချိန်ထပ်ပြီးတော့လည်းခုလိုကျမကျမ်းမှာသွားနိုင်လာနိုင်အောင်ညီဆောက်ရှောက်ပေးကြတဲ့ဆရာဦးပူမင်းနဲ့ဆရာမတော်ထားဦးနဲ့ကျမတို့ရဲ့စီနီယာကြီးဒေါ်အေးယူမော်ကိုလည်းဒီကနေထပ်ပြီးတော့ကျေးဇူးတင်ဂါဝရပြုပါတယ်ရှင်ဟုတ်ကဲ့ကျမနောက်ထပ်ကြိုးစားမှုတွေနဲ့လေးရှားလည်းလိုက်အောင်ပါပါရှင်ကျမအခုဒီဝေးထဲမှာပျော်ရွှင်တဲ့အရာဓာတ်တွေလည်းကျမတွေ့သားပါရဲ့ရှင်မခံစားဘူးတဲ့ခံစားရတယ်ကျမကျမကြီးလည်းကောင်းတာတယ်သွားလာတာတွေလည်းပျော်ရွှင်လာတယ်ဒီမိသားစုဝေးမိသားစုတိုင်းဝိုင်းထဲမှာပျော်ရွှင်လာတယ်လို့ပြောရတာပါရှင်ဟုတ်ကဲ့ကျမရဲ့ရှင်းလင်းရတော့ဒီလောက်ပါပဲရှင်ကျေးဇူးတင်ပါတယ်ရှင်